now the day bleeds into nightfall, and you're not here to get me. Hello guys, today I'm gonna take you all on an amazing road trip. This is the Mayhong Sound Loop. So, let's go. And share them online. There is so much fun in music right at this moment. The sound of grandpa's who cuts. And yes, music is also my grandpa's hobby, but Aku wino ချင်းနိုင်ငံနေမောင်းလာလိုက်တာဆိုလို့ရှိရင်3နာရီဝန်းကျင်ပေါ့နော်129ကီလိုမီတာရှိသွားပြီဖြစ်ပါတယ်အခုပိုင်ဆိုတဲ့မြို့လေးကိုစပြီးတော့ရောက်ပြီပေါ့နော်နောက်တစ်ခုကတော့ဒီပိုင် canyon ဆိုတဲ့နေရာလေးပေါ့နော်ဒီနေရာလေးကလည်းပိုင်ကိုရောက်တယ်ဆိုလို့ရှိရင်တော့လုံးဝမဖြစ်မနေသွားကြည့်တဲ့နေရာလေးပဲဖြစ်ပါတယ်နေ့လယ်စာတော့ဒီပိုင်မှာရှိတဲ့ရုံးလိုင်းကိုခေါ်တဲ့တရုတ်ရွာလေးမှာစားခဲ့ပါတယ်အခုဝိုင်နိုပိုင်ကနေပြီးတော့ပြန်ထွက်ခဲ့ပြီပေါ့နော်ဒီနေ့ဝိုင်နိုကဗရတ်ထိုင်းကိုအရောက်မောင်းမှာပေါ့နော်ပုံမှန်အားဖြင့်ဆိုလို့ရှိရင်တော့ဒီလို rider တွေကဒီမဲဟောင်ဆောင်လို့မောင်းနေဆိုလို့ရှိရင်ပိုင်မှာတညအိတ်ကြတယ်ပေါ့နော်ဒါပေမဲ့ဝိုင်နိုကကျတော့ဗရတ်ထိုင်းမှာပဲနှစ်ညသွားပြီးတော့အေးစစ်စစ်သွားအိတ်ဖို့ plan ထားရဲဆိုတော့ဗရတ်ထိုင်းကိုဆက်မောင်းပါမယ်ပြီးတော့လမ်းမှာနေပဲအရန်မိုက်တဲ့ coffee ဆိုင်တစ်ဆိုင်သွားမယ်ပေါ့နော်ဆိုတော့ let's go rock music is coming out of my computer. As a rock music lover, I play the electric guitar in the school band. Sometimes I write songs and share them online. There is so much fun in music right at this moment. The sound of grandpa's songs and ဒီနေရာလေးကတော့ရှုခင်အရန်လာလို့အရန်သဘောကျနေမိတဲ့ coffee ဆိုင်လေးပေါ့နော် right at this moment. Rock music is coming out of my computer. As a rock music lover, I play the electric guitar in the school band. Sometimes I write. အခုဆိုလို့ရှိရင်တော့ဝိုင်းလို့ဆိုင်ကမောင်းလာတာဆိုလို့ရှိရင်6နာရီဝန်းကျင်လောက်ရှိပြီပေါ့နော်နောက်ဆုံးမှာတော့ဗန်ရတ်ထိုင်းဆိုရင်ရန်လာတဲ့တရုတ်ရွာလေးကိုရောက်ပြီဖြစ်ပါတယ်Music is coming out of my computer. အခုဆိုလို့ရှိရင်တော့ဒါမနေ့6နာရီ20ပေါ့နော်ပုံမှန်အားဖြင့်ကျွန်တော်တို့ဗန်ရတ်ထိုင်းမှာတဲတယ်ဗန်ရတ်ထိုင်းမှာညအိတ်တယ်ဆိုလို့ရှိရင်တော့နောက်နေ့မနေ့ကိုဘလောက်ပဲမနေ့ကပြင်ပန်းပေါ့နော်အစောဆုံးထားနိုင်အောင်ကြိုးစားရဲဘာလို့လဲဆိုတော့ဗန်ရတ်ထိုင်းကအိမ်နေထွက်တဲ့အချိန်မှာအရန်လာတာပေါ့နော်ဒါကတော့အခုလောလောဆယ်ဒါမိုးတွင်းမလို့မိုးတွင်း fight ပေါ့နော်စောင်းနေဆိုလို့ရှိရင်ကျတော့အရန်အေးရကြောင်းမလို့ရေကန်တွေကအမွှေထွက်ပြီးတော့အရန်လှနေတဲ့အနေထားအဲ့လိုအခြေအနေရတာမနဲ့စောစောထားမှမြင်ရတဲ့အနေထားပေါ့နော်ကျွန်တော်တို့ကကြာ main place ဆိုတော့6နာရီလောက်အပြင်ရောက်ဖို့ဆိုလို့ရှိရင်မနေ့ဆို9နာရီ4နာရီခွဲလောက်ထားပြီးတော့ပြင်ဆင်မှပဲချိန်မိရဆိုတော့ sorry ထားပါတယ်ဗရတ်ထိုင်းမှာဆိုရင်တော့ပြီးတော့ဒီတစ်ခါဗရတ်ထိုင်းမှာစောစောထားပြီးတော့တရုတ်ဝတ်စုံလေးတွေဝတ်ပြီးတော့ဓာတ်ပုံလေးနဲ့အများကြီးရိုက်ခဲ့ပါတယ်ဆိုတော့ဓာတ်ပုံလေးကြည့်လိုက်ရအောင်Grandpa's who cuts, and yes, music is also my grandpa's hobby, but I ဒီကနေ့လည်းမှာတော့ဗရတ်ထိုင်းမှာပဲအေးစစ်စစ်နိုင်ပြီးတော့ညနေဆောင်ကြတော့မိုးရီရုံကနေရတော့မှပဲအသေးအတန် sunset ကြည့်ဖို့သွားတယ်ပေါ့သူက sunset လည်းဟုတ်တယ်ပြီးလို့ရှိရင်ဒီထိုင်းနိုင်ငံရဲ့ Switzerland ဆိုပြီးတော့တော်တော်များပြောကြတဲ့ဒီရေကန်လေးနဲ့ဘေးနာထင်းရှူတော့တွေနဲ့ဖောင်စီးရဲ့နေရာလေးပေါ့နော်ဆိုတော့လိုက်ခဲ့ပါmy grandpa's hobby,
but I. ဒါကတော့ဒီနေ့ပေါ့နော်နောက်ဆုံးပြန်မဲ့နေ့မနေ့ဖြစ်ပါတယ်မြန်မာနယ်စပ်ကိုတွားကြည့်ရပါတော့ဒီဗရက်ထိုင်းဆိုတဲ့ရွာလေးကဆိုလို့ရှိရင်ဘာလို့မြန်မာနယ်စပ်နဲ့ဆိုလို့ရှိရင်1 ကီလိုမီတာပဲဝေးတာပေါ့နော်ဆိုတော့ဗရက်ထိုင်းကိုရောက်ဖြစ်လို့ရှိရင်တော့မြန်မာနယ်စပ်ကလေးကိုလည်းတွားကြည့်လို့ရပါတယ်သူကလမ်းလည်းပဲမစိုးဘူးကျန်မဲ့ကားနဲ့တွားလို့ရတယ်ဆိုင်ကယ်နဲ့တွားလို့ရတယ်အကုန်စင်ပြေရပေါ့နော်တခုပဲမြန်မာနယ်စပ်မြန်မာဘက်ကိုတော့ဝင်လို့မရဘူးဒီဘက်မြန်မာဒါပေမဲ့ဘာပြောမြန်မာနယ်စပ်ဂိတ်ကလေးကိုတော့ကြည့်လို့ရတယ်ပေါ့နော်အလွမ်းပြေပေါ့ဆိုတော့ဘယ်နေရာရောက်မြန်မာပြည်ကိုလွမ်းတဲ့အဖွဲ့ရဆိုတော့ကျမတို့မြန်မာပြည်နယ်စပ်ကိုသွားကြည့်ခဲ့ပါတယ်ဒါပြီးလို့ရှိရင်တော့ဒီမဲဟောင်ဆောင်မြို့ပြီးလို့ရှိရင်ဒီနေကြခင်းရှိတဲ့ဘက်ကနေပတ်ပြီးတော့မှဒရိုင်းတနုံဘက်ကနေပြီးတော့ချင်းမိုင်ကိုပြန်มาဖြစ်ပါတယ်ဆိုတော့လိုက်ခဲ့ပါအခုကတော့ဝိုင်တို့ရဲ့အပြန်ခီးလေးစပြီပေါ့နော်ဒီပြန်ခီးလေးကကြတော့အလာတော့ပိုင်ဘက်ကလာတယ်ပြန်တော့ကြတော့ဒီမဲဟောင်ဆောင်ဘက်ကနေပြီးတော့မှဒေါ်ရန်တနုံဘက်ကနေပတ်ပြီးတော့နေကြခင်းနေရှိတဲ့ဘက်ကနေပတ်ပြီးတော့ပြန်မှာပေါ့နော်ဆိုတော့နေကြခင်းကအခုရတော့မဖွင့်သေးဘူးနိုဖာချင်းမိုင်ကိုလာမယ်ဆိုလို့ရှင်တော့နေကြခင်းကသွားတဲ့နေရာတစ်ခုပါ highly recommended ပါဆိုတော့အခုကကြတော့မဲဟောင်ဆောင်မြို့တွေကိုရောက်နေပြီပေါ့နော်မြို့မဲဟောင်ဆောင်မြို့တွေမှာအမှစီဝင်ထည့်တာပါစီပုတ်ကြီးကိုရိုက်ပြီးတော့ကြတော့ဘာမှလည်းမပေါ်ပါဘူးတကယ်တော့ပြချင်တာကဒီအောက်မှာမဲဟောက်ဆောင်မှာစီထည့်တာ95ကို33.55ပေါ့နော်ဒါပေမဲ့တောင်ပေါ်မှာတော့စီထည့်ခဲ့တာ42မှလောက်လဲ45လားမသိဘူးအဲ့လောက်ရှိတယ်ပေါ့နော်ဈေးကတော်တော်ကွာပါတယ်ဘန်ရထိုင်းနဲ့မဲဟောက်ဆောင်နေရာနီးနီးလေးဆိုပေမဲ့စီအရင်ကွာပါတယ်အဲ့ဒါပြချင်တာပါ As a rock music lover, I play the electric guitar in the school band. Sometimes I write songs and share them online. There is so much fun in music right at this moment. The sound of grandpa's erhu cuts. And yes, music is also my grandpa's hobby. But I